မင်္ဂလာပါရှင်ကျမကခီးသွားတာဝါသနာပါတယ်ကျမတို့မြန်မာလူမျိုးတွေကိုမိသားစုအိမ်လေးနဲ့တူတဲ့ယူရီးယားနိုင်ငံထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ဟိုတယ်လေးနဲ့မိတ်ဆက်ပေးပြစီဒါပေမဲ့ကျမတို့ကဟိုတယ်ဆိုတဲ့အသုံးနှုန်းတော့မသုံးနှုန်းပါဘူးဘာလို့လဲဆိုတော့ကျမတို့ရဲ့ဟိုတယ်ကမိသားစုဖွဲ့စည်းထားတဲ့အိမ်ပုံစံမျိုးဖြစ်နေလို့ပါအဲ့ဒီအတွက်ကျမတို့ကလည်းကျမတို့ဟိုတယ်ရဲ့နာမည်ကိုPratunam Family House လို့နာမည်ပေးထားပါတယ်ရှင်အခုပနာမအနေနဲ့ကျမတို့ဟိုတယ်မှာလာရောက်တက်ခုတဲ့မြန်မာပြည်ကမိသားစုကိုကျမတို့မေကွန်လေးအနှဲငယ်မေးပေးပါမယ်ကျေးဇူးပြုပြီးတော့နာတော်တာဆင်ပေးတော်မူပါညီမတို့မြန်မာပြည်ကနော်ဟုတ်ကဲ့မြန်မာပြည်မြစ်ကြီးနားမြန်မာနိုင်ငံမြောက်ဖြားပိုင်းမြစ်ကြီးနားကချင်ပြည်နယ်ပါရှင်အော်ကချင်ပြည်နယ်ကတောင်လာတာပါလားဟုတ်ကဲ့ရှင်ကျမတို့ဟိုမိသားစုအိမ်လေးပေါ့နော် Pratunam Family House လို့နာမည်ပေးထားတယ်မိသားစုအိမ်လေးအကြောင်းဘလို့သိလို့ရောက်လာတာပါလဲရှင်ဟုတ်ဒီမှာရှိထားတဲ့ကျောင်းတက်နေတဲ့တူတော်မောင်ကသူ့မေတို့ကမြိတ်ကနေလာတာသူတို့ကကျတော့မြန်မာပြည်မြောက်တောင်ပြားနဲ့မြောက်ပြားဟုတ်ကဲ့ရှင်ဟုတ်ကဲ့သူရဲ့မေကဒီမှာဆေးလာစစ်တယ်ဆိုတော့သူကားလို့တဲ့ကအခန်းယူထားပြီတဲ့ဟုတ်ကဲ့ရှင်ဒီတဲ့လာခဲလိုက်ဆိုတော့လည်းလာခဲနေရောက်ဖြစ်ခဲ့တာအရန်ကိုစိတ်ချမ်းသာရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မိသားစုလိုပဲတကယ်ကိုဆွေးတဲ့အိမ်လေးတွေကိုကိုယ့်အိမ်ကိုယ့်ရာကိုပြန်ရောက်တယ်လို့ခံစားရပါတယ်ရှင်ဝမ်းသာပါတယ်ရှင်အဲ့လိုကြားရတာတားလေးရောဘလို့သဘောရပါသလဲဒီမိသားစုအိမ်လေးမှာတဲရတာကိုလေတော်တော်အဆင်ပြေပါတယ်ကျွန်တော်လည်းဒီတိုင်းလာလဲရဆိုပေမဲ့ခဏတစ်ဖြုတ်ပဲဆိုပေမဲ့အဆင်ပြေပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လိုအပ်တာလေးတွေရှိရင်လည်းပြောပါရှင်ဘာလို့ဆိုတော့ဟိုအန်တီတို့ဟိုတယ်ကလေဟိုပြင်ပ5 star 4 star ဟိုတယ်ကြီးတွေလိုမျိုးဟို staff တွေလည်းအများကြီးမခန့်ဘူးဒါပေမဲ့လို့မိသားစုပုံစံအတိုင်းတစ်ပိုင်းတစ်နိုင်အကုန်လုံးဧည့်သည်တွေရဲ့လိုအပ်ချက်တွေကိုမိသားစုလိုပဲဖြည့်ဆည်းပေးပါတယ်ဟိုအစမပြေတာရှိလို့ပြောလို့ရှိရင်လည်းချက်ချင်းလေဟိုချက်ချင်းဖြည့်ရှင်းလို့ရတာပေါ့နော်ဟိုမိသားစုပုံစံဆိုတော့လေအဲ့ဒါကြောင့်လာတဲ့မြန်မာလူမျိုးတွေအားလုံးကြားထဲမှာလဲဟိုနာမည်တော့ပေါက်နေပါပြီဒါပေမဲ့အခုလို့ပေါ့ဟိုမြန်မာပြည်မြောက်ဖြားနဲ့မြန်မာပြည်တောင်ပြားကနေကိုလာတဲကြတာဆိုတော့လေကျမတို့တော်တော်ကိုဝမ်းသာပါတယ်တေးရဆိုပေမဲ့ဒါပေမဲ့အဆင်ပြေဟုတ်ကဲ့အဲ့ကြောင့်တနိုင်တစ်ပိုင်းပေါ့နော်တနိုင်တစ်ပိုင်းဟုတ်ကဲ့ session ကိုဝင်လိုက်တာနဲ့ဟိုညီမလေးအပြုံးလေးနဲ့ဟိုအေးချမ်းနဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့အေးချမ်းနဲ့ပြီးရင်လေဝန်ထမ်းမန်နေဂျာမလေးကလည်းကရင်မလေးဆိုတော့ပမာစကားပေါက်တဲ့ခါကျတော့ကျွန်တော်တို့ကလုံးဝအခက်အခဲမရှိဘူးဟုတ်ကဲ့ပါရှင်ထိုင်းစကားမတက်ရင်လည်းလာလို့ရပါတယ်ဟုတ်ကဲ့ဒီလိုမြန်မာတွေရှိတဲ့ဟိုတယ်တွေမှာလာတဲတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြစ်ချင်တာကိုပြောချင်တာတွေအကုန်လုံးမေးလို့ရတယ်ကိုလိုအပ်တာတွေလည်းတောင်းနေရဒါပေမဲ့လိုအပ်ချက်တောင်မရှိဘူးတော့ဒါအကုန်ပြည့်စုံနေရနော်ဟုတ်ကဲ့ပါရှင်အဲ့ဒါပြည့် special ထားပြီးတာနော်ဟုတ်ပါတယ်ဟုတ်ကဲ့မရေးဘူးရေးအစင်တင်ကြိုက်တယ်လို့တောက်ကြိုက်တယ်လို့ဟုတ်တယ်ရောငါပြောသေးရအစာထားပြီးဟုတ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါပြကျွန်တော်တို့ communication အခက်အခဲဖြစ်တယ်ဗျာဒါပေမဲ့အခုတော့အဆင်ပြေတယ်မြန်မာလူမျိုးရှိနေတယ်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့အတွက်ကြောင့်မလို့အဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ပိုင်ရှင်တချင်းမိသားစုကလည်းတော်တော်လေးကိုစိတ်ချမ်းသာတယ်သူတို့ကြည့်ရတာလေဟုတ်ကဲ့ပါမာနာမရှိဘူးအမြဲကိုယ်ကိုကြဟိုလိုဝန်ထမ်းတွေနဲ့မထားပဲသူတို့ကိုယ်လည်းဝန်ထမ်းတွေအပြုံးလေးနဲ့ဆိုတော့စိတ်ချမ်းသာတယ်ဟုတ်ပါတယ်ရှင်အဲကျမတို့ကအားကြောင့်အိမ်လို့သုံးနှုန်းထားတာပါ Pratunam Family House လို့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့တခြားဟိုတယ်တွေတွားခဲ့ဘူးပါတယ်ဒါပေမဲ့တော့ဗမာစကားမပေါက်တော့အဆင်မပြေဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အဲ့လိုကြားရတာဟုတ်ကဲ့ပါမြစ်ကြီးနားကလာမဲ့ဧည့်သည်တွေလည်းပဲလာဖို့လာကြဖို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်အင်တာဗျူးနေလို့နော်ဟုတ်ကဲ့ပါ